나가 듣고 가오나 마 보대 지레 놓아래라고 거기 듣고 가오사나 꼬대어대 가오사보 따따 따따 펴보 뚜이라 밀랑하라요 밀랑하라 시아원 피비비제 메이마 에우라이 찬찬 따따 네비 파이 오이တစ်ချက်လေးတော့ လှည့်မကြည့်တာကမင်းလားငါလားပြန်စင်တာဦးလောက်ကဘာကွာငါအကျင့်ပြတ်တယ်ဟုတ်တယ်ကျင့်ပြတ်တယ်ကွာမင်းသူဆိုရင်ငါအကျင့်ပြတ်တယ်ကွာဒါပေမဲ့ငါပြတ်တဲ့အကျင့်ထဲမှာမိဘကိုပြန်ကြယူမဆိုင်တာမပါဘူးရအောင်မိသားစုကိုပြန်မကြည့်တဲ့အချိန်ကမဖြစ်ဘူးပြောမှတိဆိုရရှိကဆိုရမှာပေါ့ကွာဒီတော့ခွန်းလို့ပြောစရာရှိတာဒါပြောမှဒီကောင်ရမှာဟဲ့မင်းစေးချောင်းတက်တုံးကတလားသိန်းချီပြီးကုန်တဲ့ငွေတွေလို့ပါနဲ့ငါအဖေဘယ်ကရတယ်လို့မင်းထင်အဖေဘယ်ကနေရှာပြီးမင်းကိုထောက်ပံ့ပေးတယ်လို့မသိမပြောနဲ့တာမပြောနဲ့တော့ခွန်းလို့ပါဖေဒီလိုမှမပြောရင်အဖေသားကြီးမသိဘူးဖေဟာမင်းစေးချောင်းတက်ဖို့ငွေတွေကိုဟောဒီအိမ်နဲ့ခြံကိုပေါင်ပြီးကြောက်ထားပေးတာကွာမင်းဒါနဲ့မပြီးသေးဘူးကိုကြီးမင်းမင်္ဂလာဆောင်ဖို့ဖေကိုပူစားတယ်တာယူမဲ့မိမကလူကိုယ်တိုင်အတိုင်းဝိုင်းရဖို့တင်တောင်းတင်တဲ့ဖြစ်ချင်တဲ့လားကွာငါတို့မင်းကိုတကယ်ကိုတင်တောင်းတင်တဲ့ဖြစ်စေချင်ပါတယ်ကွာမင်းမငယ်ကွာအဖေကမိဘဝတရားချေပုံစွာနဲ့ပြင်စင်စားငါအဖေအိုကြီးကဘယ်ကမှရှာလို့မရတယ်ဆိုမင်းမျက်နာမငယ်ရအောင်ဟောဒီအိမ်နဲ့ခြံကိုဦးဝိုင်းချစ်စီကထပ်ပြီးပတ်စံထပ်ယူပြီးမင်းကိုမင်္ဂလာဆောင်ပေးခဲ့တာကွာမင်းမင်္ဂလာဆောင်ငါမလာဘူးကိုကြီးငါမလာဘူးငါမနာလို့မဟုတ်ဘူးကွာရှင်ထဲမှာပူနေမဲ့အဖေကငါမကြည့်ရလို့ငါမလာတာကွာဒါတလည်းမကြည့်နေပါဘူးကွာမင်းတတိတမီကိုယူပြီးမချမ်းသာမင်းဒါလည်းမပြီးသေးဘူးမင်းငါစီကိုတယ်လီဖုန်းဆက်တယ်မင်းဆက်တယ်ရပါကွာညီလေးမင်းအဖေကိုပြောလိုက်စမ်းငါစေကဖွင့်နေလို့ပတ်စံသိန်းသုံးအောင်တော့ပို့စံပြောစမ်းကွာသိန်းသုံးရချို့တဲ့ငါတို့မိသားစုသိန်းသုံးမရှိပါဘူးကိုကြီးငါတို့မရှိပါဘူးကွာငါတို့စေးရပါတော့ပါတယ်မောင်နှမနဲ့ဝိုင်းတားတဲ့ကြားကငါတို့တွေမကျင်တဲ့ကြားကမင်းမျက်နှာမငယ်ဘူးအိမ်နဲ့ခြံပေါ်ကပတ်စံထပ်ယူပြီးမင်းသိပ်ဖွင့်နေတယ်စေကယူအဖေပြီးတော့ဖွင့်ပေးခဲ့တာကိုမီပတ်စံနေကိုမီ
ရှိတော့အတိုးတွေအရင်နေတိတ်များသွားပြီတီလာကုံလုံးမှာအတိုးနဲ့ရင်ကိုမဆိုင်အိမ်ကိုမရွေးရင်အော်ဒီအိမ်ကိုဥပိုင်ချင်ကချိန်ပိတ်တော့မှာကွာအဖေဟုတ်လားဟုတ်ပါတယ်တားတားရှိတယ်လေဖေတားပြန်ရွေးပေးမှာပေါ့အိမ်ထဲချောင်းတားရွေးပေးမှာပေါ့ဖေဘာလို့ပေါင်းမှာလဲဖေဘယ်လိုပြန်ပြောစမ်းပါဘာဖြစ်လဲဖေးဘာဖြစ်လဲတားပါလို့မမင်းပါလို့မရပြန်ပြောကြည့်တယ်မဟမ်ပြန်ဒီအိမ်နဲ့ချမ်းမင်းပြန်ရွေးပေးမှာဟုတ်လားမင်းပြန်ရွေးပေးမှာဖေးအိမ်နဲ့ယာနဲ့နေရမယ်ဆိုရင်ငါဘေးခုချင်းလမ်းဘေးရောက်နေပြီနားတယ်လားငါဘေးလမ်းဘေးရောက်မခံနိုင်ဘူးငါဘေးစိတ်ဆင်းရဲမခံနိုင်ဘူးအဲ့ဒါကြောင့်ငါအဖေမသိအောင်လူကုန်ကူလို့ရတဲ့ပတ်စံတွေနဲ့အဖေကိုအိမ်ထဲချခါပြန်ရွေးပေးခဲ့တာကွာဖေခွန်းလို့ပါတော့ဖေခွန်းလို့ပါမင်းကွာခဏတည်းလည်းငါညမလေးကြောက်မင်းပြောမင်းမစကားညမလေးကြောက်ထွက်လာငါတော်ချက်တွေတုံးနေကွာဟမ်ငါညမလေးကြောက်တက်ဖို့အဆောင်မနေဘူးမင်းပတ်စံဘယ်နှပြစာအုပ်ဘယ်နှအုပ်ပေးခဲ့ဘူးဟမ်မင်းမိမအောင်မင်းအလားရီစေမင်းမိမအောင်အပြင်တခါသွားရင်ဖက်တည်းစီဖို့မင်းဝဲမင်းအုံနောက်တဲ့မရှိကိုညမလေးကိုပြပါဝဲပေးခဲ့ဘူးတလေကွာငါညမလေးလည်းခဲ့ပါသေးတယ်ကွာသူလာချင်တယ်ကွာမိမဝတ်တယ်လို့ငါညမလေးဝတ်ချင်ညမလေးငါ့ကိုပူစားတဲ့ကိုလေးအဆောင်မနေချင်လို့ညမလေးကိုမပေးပါငါမပေးစရာမရှိဘူးငါမင်းလို့ပညာမတတ်ဘူးကိုကြီးဟုတ်တယ်မင်းတို့ပြောသလိုပဲငါအတန်းပညာမပြီးဆုံးအဖေကိုတနာလို့ကြောင်းသွားမယ်ဆိုလို့အေးယူပြီးအပြင်မှာရတဲ့အလုပ်လေးတွေလုပ်ပြီးငါဝဲငါကြောင်းရင်ငါဝဲငါထဲရင်အဖေကငါကူညီခဲ့တာပဲညမလေးနေချင်တဲ့အဆောင်ငါလူကုန်ကူးလို့ရတဲ့ပတ်စံနဲ့ငါထားပြီးဒါပေမဲ့ဝတ်ဆိုတာနံပါတ်1မကူသူများသားသမီးနှမညမတွေကိုမကောင်းတာလှုပ်ရှားဖို့တစ်ဖက်နိုင်ငံကိုတင်ပို့ရောင်းချတဲ့ငါအခုငါပို့မဲ့မိတ်ကလေးတွေထဲမှာညမလေးဤပြူပါ